ကြက်ဥကိုဒီလိုကြော်ပြီးချင်ရည်ဟင်းချက်စားဘူးလားအရသာကလုံးဝမတူပါဝင်ပစ္စည်းတွေကတော့ကြက်ဥနှလုံးခရမ်းကျင်သီးနှလုံးရုံးပတိသီး9တောင်ကြက်သွန်ဒီတစ်လုံးကြက်သွန်ဖြူငပြားရည်စားရည်ပထမဆုံးကြက်ဥကိုစီပူပူနဲ့ကြော်မယ်အပြင်ဘက်ကျွတ်ပြီးအတွင်းကအနှစ်လေးတွေဣအောင်ကြော်နော်ပြီးရင်အဲ့ဒီစီထဲမှာပဲကြက်သွန်ဒီကြက်သွန်ဖြူထောင်းထားတာကိုမှွေးလာအောင်ကြော်မယ်ခရမ်းကျင်သီးထည့်ပြီးနူးအောင်ခဏချက်မယ်ရေထည့်ပြီးစူလာရင်လှီးထားတဲ့ရုံးပတိသီးလေးတွေထည့်ကြက်ဥကြော်ကိုပြန်ထည့်မယ်ငပြားရည်စားနေနေထည့်ပြီး2မိနစ်3မိနစ်လောက်တည်လိုက်ရင်ပြီးပြီကြက်ဥကြော်နဲ့ရုံးပတိသီးချင်းရည်ဟင်းကတကယ်စားကောင်းတယ်မင်းတို့ရောချက်စားဘူးကြလားကြက်ဥကိုနောက်ထပ်ဘာနဲ့တွဲချက်စားရင်ပူစားကောင်းလဲကိုမတ်မှာဖြည့်ပြီးသွားကြပါဦးဒီလိုလွယ်ကူကူချက်လို့ရပြီးစားကောင်းတဲ့အစားအစာတွေကိုအမြဲတင်ပြီးနေတာမို့ကျွန်တော်ရဲ့ channel ကို follow နဲ့ subscribe လေးလုပ်သွားပြီးဖို့တောင်းဆိုပါတယ်ဗျကျေးဇူးတင်ပါတယ်